မိတ်ဆွေတို့ရဲ့ Facebook account အဟောင်းကိုဘယ်လိုပြန်ယူရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာပြောပြသွားမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့ကဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်ဖုန်းအစ်စ်လဲထားတာပဲဖြစ်ဖြစ်အရင်ဆုံးကအကောင့်မတိတာပဲဖြစ်ဖြစ်မိတ်ဆွေတို့ကအဲ့ဒီအကောင့်ကိုပြန်ယူလို့ရပါတယ်နော်ဘယ်လိုယူရမလဲဆိုတာကိုပြောပြမယ်နော်โอเคဗီဒီယိုလေးမစခင်မိတ်ဆွေတို့ကိုတစ်ခုလောက်တောင်းဆိုချင်ပါတယ်မိတ်ဆွေတို့ကဒီ Tech Burma YouTube Channel ကို Subscribe မလုပ်ရသေးရင်အခုပဲ Subscribe လုပ်လိုက်ပါနော်ဒီလိုမျိုးနည်းပညာနဲ့ပတ်သက်တဲ့ဗီဒီယိုကျွန်တော်အများတန်းတင်ဆက်ပေးနေပါမယ် online ရနဲ့အပုံငွေရှာကျင်နေဆိုရင်တော့မိတ်ဆွေတို့က Telegram Channel ကိုလည်း join ထားပေးပါ Telegram ရဲ့ channel link ကိုတော့ pin comment ထဲမှာရော description ထဲမှာရောရှောက်ပေးထားလိုက်ပါမယ်နော် Okay စလိုက်ကြရအောင် Okay မိတ်ဆွေတို့က Facebook account အဟောင်းကိုယူဖို့အတွက်အရင်ဆုံးအခြား account နဲ့ဝင်ထားဖို့လိုပါရဲ့နော်အခြား account ကိုဝင်ထားပြီးလို့ရှိရင်ဒီ search bar မှာသွားပြီးတော့ယူရမယ့် Facebook account ကိုရှာလိုက်ပါ Okay ကျွန်တော်ဒီ account ကိုမိတ်ဆွေတို့ကိုကျွန်တော်ယူပြမှာဖြစ်ပါတယ် Okayဒီအကောက်ကိုကျွန်တော်ယူပြမယ်နော်ဘယ်လိုယူမှာလဲဆိုရင်ဒီအဆက်လေး3ဆက်ကိုနေမယ်နှိပ်ပြီးသွားပြီဆိုရင်ဒီ copy link ကိုယူမယ်နော်ဒီ copy link ကိုယူပြီးသွားပြီဆိုရင် Chrome browser ထဲကိုဝင်မယ်ဒီ Chrome browser ထဲကိုဝင်မယ်နော် Okay Chrome browser ထဲကိုဝင်ပြီးသွားပြီဆိုရင်ဒီမှာဒီ search bar မှာကျတော့ m.facebook.com ဆိုပြီးရှာလိုက်ပါနော်ဗီဒီယိုလေးကိုမိတ်ဆွေတို့ကမစော်ဘဲနဲ့တရားလေးကြည့်သွားပေးပါနော် Okay m.facebook.com ဆိုပြီးရှာလိုက်မယ်ရှာပေါ်လို့ရှင်မိတ်ဆွေတို့ဒီမှာဖုန်းထဲမှာဒီလိုမျိုးပေါ်လာလိမ့်မယ်နော်ဒီလိုမျိုးပေါ်မလာဘူးဆိုရင်အဆက်လေး30ကိုလုတ်ပြီးတော့နှိပ်ပြီးတော့ desktop site ကိုလုတ်လိုက်ပါနော်ဒီလိုမျိုးနှိပ်လိုက်ပါနော် Okay desktop site လုတ်လိုက်မယ်လုတ်ပြီးလို့ရှိရင်ဒီမှာ find your account ဆိုတာလေးကိုနှိပ်လိုက်မယ်နော် find your account ကိုနှိပ်မယ် Okay နှိပ်ပြီးသွားပြီဆိုရင်ခုန copy ကူးလာတဲ့ link ကိုဒီမှာ paste လုပ်ရမှာဖြစ်ပါတယ်နော်အခု desktop site ကလည်းပြောင်းလိုက်ပါမယ်နော် Okay ခုနကူးလာတဲ့ link ကိုဒီမှာ copy link ကိုဒီမှာ paste လုပ်လိုက်မယ်ဒီ link ကိုနော်ခုနရဲ့ profile ရဲ့ link ကိုယူရမယ့် profile ရဲ့ link ကိုဒီမှာ paste လုပ်လိုက်မယ်ပြီးရင် continue ကိုနှိပ်လိုက်မယ် Okay နှိပ်ပြီးသွားပြီဆိုရင်ဒီလိုမျိုးပေါ်လာလိမ့်မယ်နော်ပေါ်လာပြီဆိုတာနဲ့မိတ်ဆွေတို့ဒီ continue ဆိုတာလေးကိုနှိပ်လိုက်မယ်နော် Okay continue ကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ enter code sorry နော်ဒီမှာ back ပြန်ထွက်မယ် back ပြန်ထွက်မယ်နော်ထွက်ပေါ်လို့ရှိရင်ဒီမှာ try another way ဆိုတာလေးရှိရနော်ဒီ try another way ကိုနှိပ်မယ် Okayနှိပ်ပြီးသွားပြီဆိုရင်မိတ်ဆွေတို့ဒီ Gmail မသိဘူးဆိုရင်ဒီမှာ password မသိဘူးဆိုရင်ဒီ Gmail ကိုနှိပ်လိုက်မယ်နော် Okay password သိတယ်ဆိုရင်အောက်ကဒီ enter ပြီးတော့ password ဆိုတာလေးကိုနှိပ်လိုက်မယ် Okay ကျွန်တော် email ကိုပဲနှိပ်လိုက်ပြီနော်နှိပ်လိုက်ပြီဆိုရင်ဒီမှာ OTP လေးကြာလာလိမ့်မယ်နော်အဲ့ OTP ကမိတ်ဆွေတို့ရဲ့ Gmail ထဲမှာပဲကြာမှာနော်ဒါမှမဟုတ်ဖုန်းနံပါတ်ချိန်ထားလို့ရှိရင်တော့ဖုန်းနံပါတ်ကိုပဲ OTP ကြာမှာဖြစ်ပါတယ် Okay ကျွန်တော်ဒီမှာ OTP ကြာလာပြီနော်ဒီ OTP ကို copy ယူလိုက်မယ်နော်ကျွန်တော်က Gmail တစ်ခုပဲချိန်ထားတဲ့အတွက် Gmail ထဲကိုပဲရောက်မှာနော် Okay ဒီနေရာလေးကို free ထားလိုက်လို့ရှိရင် paste လို့ပေါ်လိုက်မယ်နော်ပြီးသွားလို့ရှိရင် continue ကိုနှိပ်လိုက်မယ် continue ကိုနှိပ်ပြီးသွားပြီဆိုရင်ဒီနားလေးမှာမိတ်ဆွေတို့ password အသစ်ထည့်ရမှာနော် password အသစ်ကိုမိတ်ဆွေတို့ထည့်လိုက်ပါ Okay ကျွန်တော်ဒီမှာ password အသစ်ကိုထည့်လိုက်မယ်ထည့်ပြီးသွားလို့ရှိရင်ဒီ continue ကိုနှိပ်မယ် sorry ဒီမှာ error တစ်ခုကိုပြလိုက်မယ်နော် password ကိုနောက်တစ်ခါထည့်ပြီးတော့ကျွန်တော်တို့ပြောင်းပေးလိုက်မယ်ဒီမှာ error ပြတော့လို့ရှိရင် password ပြောင်းလိုက်ပါနော် Okay continue ကိုထည့်နိုင်မယ် Okay နှိပ်ပြီးသွားပြီဆိုရင်ဒီမှာသိမ်းမဲ့ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်နော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်မိတ်ဆွေတို့ဒီ Facebook က Facebook Lite ထဲကိုရောက်သွားမယ်နော် Facebook Lite ကိုလည်း download ဆွဲထားဖို့မမေ့ပါနဲ့နော် Okay ဒီမြင်းချောင်းလေး3ချောင်းကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်မိတ်ဆွေတို့ဒီမှာ setting ရှိရနော်ဒီ setting များကိုနှိပ်မယ်ပြီးသွားလို့ရှိရင်ဒီ personal detail ကိုနှိပ်မယ် Okay နှိပ်ပြီးသွားပြီဆိုရင်မိတ်ဆွေတို့ကဒီကိုရဲ့အချက်လဲဆိုတဲ့အသေးစိတ်ကိုနှိပ်မယ်ဒါလေးကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်ဒီဆက်သွယ်ရအချက်လက်များနေရာမှာနှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်မိတ်ဆွေတို့ကဒီ Gmail account ကမသိတော့ဘူး password လည်းမသိတော့ဘူးဆိုရင် Gmail account အသစ်ထည့်မယ်အောက်မှာကျတော့ဖုန်းနံပါတ်နော်ဖုန်းနံပါတ်ကမိတ်ဆွေတို့ဖုန်းနံပါတ်နဲ့မဖွင့်ပါနဲ့မဟုတ် Facebook account ကိုဖုန်းနံပါတ်နဲ့ဖွင့်လို့ရှိရင်ပြန်ယူရတာမလွယ်ပါဘူးနော် Okay Gmail ကိုပဲကျွန်တော်ရွေးလိုက်မယ်နော်ဒီမှာဒီနှစ်ခုတည်းတစ်ခုမှမမိတော့ဘူးဆိုရင်ဒီ mobile phone number ထည့်မယ်ဒီမှာကျတော့ email ထည့်မယ်နော်ကျွန်တော်တို့ mobile phone number မထည့်ဘဲနဲ့ email လည်းပဲထည့်မယ်နော် email ကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်မိတ်ဆွေတို့ကဒီမှာ email account အသစ်လုပ်ပြီးတော့မှထည့်ရမှာနော်မိတ်ဆွေတို့အစကတည်းက Gmail account ထည့်ထားနော်ဒီမှာ Gmail account ထည့်မယ်
ကျွန်တော်ဒီမှာ email account ထည့်လိုက်ပြီးထည့်ပြီးလို့ရှင်ဒီ profile ကိုနှိပ်လိုက်မယ်အမှန်ရှင်းလေးပေးလိုက်မယ်နော်ပြီးသွားလို့ရှင်ဒီမှာ continue နှိပ်မယ်ဒါဆိုရင်ဒီနေရာလေးမှာမိတ်ဆွေတို့အခုချိတ်လိုက်တဲ့ account အသစ် Gmail account အသစ်ထဲမှာနော် OTP ကုတ်လေးကြာလာလိမ့်မယ်ဒီမှာကြာလာပြီနော်အဲ့ဒီ OTP ကုတ်ကိုဒီမှာထည့်လိုက်မယ်ဒီ OTP ကုတ်ကိုဖိထားလိုက်လို့ရှင် copy လို့ပေါ်လိုက်မယ်နော် copy ကိုယူမယ်ပြီးတော့လို့ရှင်ဒီနေရာမှာဖိထားလိုက်လို့ရှင် paste လို့ပေါ်လိုက်မယ်နော် okay ပြီးတော့လို့ရှင် continue ကိုထည့်နိုင်မယ်နှိပ်ပြီးသွားပြီဆိုရင်ဒီမှာမိတ်ဆွေတို့ Gmail account အသစ်ချိန်တာအောင်မြင်သွားပြီနော်ပိတ်မယ်ဆိုတာလေးကိုနှိပ်လိုက်မယ်နော်ဒီအောက်မှာ okay ဒီမှာမိတ်ဆွေတို့ Gmail account အသစ်ချိန်တာအောင်မြင်သွားပြီနော်အဲ့တော့မိတ်ဆွေတို့ကအချိန်မရွေးမိတ်ဆွေတို့ account အခြားဖုန်းထဲမှာလည်းဖွင့်လို့ရပါပြီเนาะ password လည်းအချိန်မရွေးပြန်ပြောင်းလို့ရပါပြီကျွန်တော် Gmail account ဘာလို့အသက်ပြောင်းခိုင်းလဲဆိုတော့တချို့လူတွေကကြတော့ account ဖွင့်ပြီးတော့ Gmail မသိတော့ဘူးအဲ့ကြောင့်မလို့မိတ်ဆွေတို့မမိအောင် Gmail account အသက်ဖွင့်ပြီးတော့မှဒီမှာထည့်ရမှာเนาะ okay account ဝင်ဖို့အတွက်မိတ်ဆွေတို့ Facebook account ထဲဝင်မယ်เนาะ Facebook software ထဲမှာဝင်မယ်เนาะ Facebook software ထဲမှာဝင်ပို့ရလို့ရှင်မိတ်ဆွေတို့ခုနထည့်လိုက်တဲ့ Gmail ကိုဒီမှာထည့်မယ်เนาะခုနထည့်လိုက်တဲ့ Gmail ကိုထည့်မယ်ပြီးတော့လို့ရှင်မိတ်ဆွေတို့ခုနပြောင်းလိုက်တဲ့ password ကိုဒီမှာထည့်မယ်เนาะokay ကျွန်တော်ဒီမှာနှစ်ခုစလုံးထည့်လိုက်မယ်ထည့်ပေါ်လို့ရှင် login ကိုနှိပ်လိုက်မယ်ဒါဆိုရင်မိတ်ဆွေတို့ Facebook account အဟောင်းယူလို့အောင်မြင်သွားပြီเนาะ okay login ကိုနှိပ်လိုက်မယ်ခဏစောင့်လိုက်မယ်เนาะဒါဆိုရင်မိတ်ဆွေတို့ခုနပြတဲ့ဒီ account အဟောင်းကိုကျွန်တော်ပြန်ယူပြလိုက်ပါပြီเนาะမိတ်ဆွေတို့ကလည်းဒီလိုမျိုးကိုယ်တိုင်ယူလို့ရပါတယ်เนาะပြီးတော့အခြားနည်းပညာနဲ့ပတ်သက်တဲ့ဗီဒီယိုကိုကျွန်တော်ဗာတင်ပေးရမလဲဆိုတာကိုလည်းမိတ်ဆွေတို့ comment ထဲမှာဝင်ရေးပေးသွားကြပါပြီးတော့ Facebook နဲ့ပတ်သက်ပြီးတော့မသိတာရှိလို့ရှိရင်လည်း comment ထဲမှာရေးသွားကြပါเนาะမိတ်ဆွေတို့မသိတာကိုကျွန်တော်ဗီဒီယိုနဲ့ရှင်းပြပေးပါမယ်မိတ်ဆွေတို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အရန်ကိုကျေးဇူးတင်ပါတယ်မိတ်ဆွေတို့နောက်တစ်ခုလောက်တောင်းပြသေးเนาะမိတ်ဆွေတို့ဒီ Tech Parma YouTube Channel ကို subscribe မလုပ်ရသေးရင်လည်းအခုပဲ subscribe လုပ်လိုက်ပါเนาะ